တယောက်တည်း basement ထဲမှာကျဲတယောက်အယူမတက်ဖြစ်နေတယ်သူ့ခန္ဓာကိုယ်တစ်လျှောက်မယုံနိုင်တော့အောင်ရားရံနေပြီဘလောက်ပဲခံချင်နေပါစေသူ့ကိုယ်သူမကုန်မိအောင်ထိန်းနေရတယ်အဲ့ဒီရားရံမှုကအရန်ပြင်းထန်လွန်းလို့ဂျေကတနက်တလက်ကိုယူပြီးကိုအဆုံးစီရင်ပို့အောင်စဉ်းစားသွားတယ်ဒါပေမဲ့နောက်ဆုံးချိန်မှာစိတ်ပြန်ထိန်းနိုင်ခဲ့ပြီးဖွဲရတစ်ချောင်းကိုယူကာသူ့လက်သေးတွေကိုဖိနှိပ်နာကျင်စေခဲ့တယ်နာကျင်မှုကြောင့်ရားရံမှုကိုခဏတာတော့မေ့သွားနိုင်ခဲ့တယ်ဒီအရာအလုံးကမနဲ့စောစောကစခဲ့တာပါအရက်တောက်ပြီးတညလုံးအိတ်ခဲ့တဲ့ဂျဲကိုဖခင်ဂျိုးကတကားခောက်တန်ပြင်းပြင်းနဲ့လာနိုးတယ်ဂျိုးကအိုလီဗီယာကိုလာပို့တာဖြစ်ပြီးသူ့မိမနေမကောင်းလို့ဆိုတယ်ဒါကြောင့်ဂျဲကဒီနေ့ဆိုင်ဖွင့်ပေးမယ်လို့ပြောပြီးဂျိုးကိုသူ့မိမကိုစောင့်ရှောက်ဖို့ပြန်လွှတ်လိုက်တယ်အလုပ်သွားဖို့ပြင်နေတဲ့အချိန်တောင်ဂျဲကလေဘင်းကိုမရက်မနာကုန်နေတယ်ပြီးတော့သူ့ဇနီးကွယ်လွန်သွားတာကိုသတိရလာတယ်သူမရဲ့ပထမဆုံးလက္ခဏာကအန်ချင်းဖြစ်ပြီးဆေးရုံတက်ခဲ့ရတာကြောင့်အကျွေးတွေလည်းများနေစေအိုလီဗီယာကစကားမပြောတော့တဲ့ကလေးဖြစ်ပြီးနောက်တစ်ပုတ်ထဲမှာရေးပြီးပဲဂျဲနဲ့ဆက်သွယ်တယ်ဒီနေ့လည်းမေမေကိုတွားတွေ့ချင်တယ်လို့ရေးပြတယ်ဒါပေမဲ့ဂျဲကမရဘူးလို့ပြောပြီးစကားလေးပြောပြပါလားလို့တောင်းဆိုနေတယ်အိုလီဗီယာကိုကြောင်းပို့တဲ့အချိန်ဂျဲကတငယ်ချင်းတွေအနိုင်ကျင့်နေသေးလားလို့မေးတော့အိုလီဗီယာကခေါင်းညိတ်တယ်ချီချွန်နဲ့တွားပြောပြမယ်ဆိုပေမဲ့အိုလီဗီယာကညှင်းလိုက်တယ်ဂျဲကကိုကာကွယ်တက်ရမယ်လို့ပြောပေမဲ့အိုလီဗီယာကဂယုမဆိုင်ပဲထွက်သွားတယ်အဲ့ဒီအချိန်ဂျဲကအိုလီဗီယာရဲ့ notebook ကြက်ကြံခဲ့တာကိုတွေ့လိုက်ရတယ်အထက်ကပုံတွေကိုကြည့်လိုက်တဲ့အခါသူ့စိတ်ထဲကိုနာကျင်စရာအမှတ်တရတွေပြန်ဝင်လာတယ်သူ့မိမနဲ့ရန်ဖြစ်ခဲ့တာတွေသူ့အရက်တောက်မှုတွေစိတ်ယုံတက်နေတဲ့မိမမေမေကိုအရန်လွှမ်းနေတဲ့အိုလီဗီယာပြီးတော့သွေးတွေနဲ့ဖုံးလွှမ်းနေတဲ့သူ့မိမရဲ့ပုံရိပ်ဂျဲစိတ်ထဲပိုပြီးမတည်ငြိမ်လာတဲ့အချိန်ကျောင်းလုံခြုံရေးကကားပြတင်းကိုလာခောက်ပြီးနောက်တစ်ပုတ်ကိုအိုလီဗီယာစီပြန်ပေးလိုက်တယ်မြို့ထဲလှည့်မောင်းနေတဲ့အချိန်ဂျဲကအရက်ဆက်တောက်နေတော့ရေဒီယိုထဲမှာလူတစ်ယောက်ကမြို့ထဲပြတ်နေတဲ့ H ယောဂအကြောင်းပြောနေတယ်တချို့က refugee တွေအကြောင်းလို့ပြောပြီးတချို့ကတော့ social media attention အတွက်လုပ်ကြတာလို့ယုံနေကြတယ်ဂျဲဆိုင်ရောက်တဲ့အချိန်မိကိုဆိုတဲ့လူကလာပြီးမင်းငါ့ကိုပတ်စံပေးရအောင်မယ်လို့ချိန်ချောက်တယ်ဂျဲကနားမလည်ပေမဲ့မိကိုရဲ့မျက်နှာကိုမရက်မနာကုတ်နေတာသတိထားမိတယ်မိကိုထွက်သွားပြီးနောက် employee list ကမိကိုဂျိုကအလုပ်ဖြုတ်လိုက်တာလို့ပြောတယ်အဲ့ဒီနောက်ဆိုင်ထဲကိုသွေးတွေနဲ့ဖုံးနေတဲ့အမျိုးသမီးတစ်ယောက်ဝင်လာပြီးတခုခုကကိုက်နေတယ်လို့အကူအညီတောင်းတယ်သူမကကိုအရန်ကုန်လုံးလို့အသားတွေအထိပြတ်ထွက်လာပြီးမီးလောင်နေတယ်လို့ပဲလို့អော်နေတယ်ဂျဲကတားဖို့ကြိုးစားပေမဲ့အမျိုးသမီးကသွေးအန်ပြီးလဲကျသွားတယ်ဝစ်ဆက်ကရဲခေါ်လိုက်ပြီးရဲတွေကဒီလို case မျိုးအများကြီးတွေ့နေပြီလို့ပြောတယ်အစမှာ prime လို့ထင်ခဲ့ပေမဲ့အခုတော့တကယ်ဖြစ်နေကြောင်းသိလာတယ်တဖြည်းဖြည်းနဲ့မြို့တစ်မြို့လုံးမထိန်နိုင်တဲ့ရရမှုကြောင့်အယူမှုဖြစ်လာကြတယ်လူတွေကကိုဖျက်ကြတခြားသူတွေကိုတိုက်ခိုက်ကြနဲ့မြို့ကြီးကငရဲတစ်ခုလိုပြောင်းလဲလာတယ်ဂျဲကအိုလီဗီယာကိုကျောင်းကနေပြန်ခေါ်လာပြီးနောက်မြို့တစ်ခုလုံးပို့ပြီးယူသွတ်လာတာကိုသတိထားမိတယ် Sirens အတန်တွေနေရာတိုင်းကကြားနေရပြီး radio ထဲမှာတော့လူတွေအကြမ်းဖက်လာကြောင်းဆေးရုံတွေလူနာပြည့်သွားကြောင်းလေစိတ်တွေလည်းပိတ်ထားကြောင်းကြေညာနေတယ်ညနေခင်းဆိုင်ပိတ်ခံဒီမှာရုတ်တရက်ဓာတ်ပြ2ယောက်ဝင်လာတယ် Gabriela နဲ့ Miguel တို့က Lisa ကိုငွေထုတ်ဖို့ချင်းချောက်ပြီး shutter တွေပိတ်ခိုင်းလိုက်တယ် Oliver ကပုံနေရင်ဘူးတပူးကိုမတော်တဆကန်မိ